ကမ္ဘာဖလားပြိုင်ပွဲမှာအအောင်မြင်ဆုံးနိုင်ငံတွေအကြောင်းပြောပြပါမယ်။နံပါတ်1နေရာမှာတော့ဘရာဇီးနိုင်ငံရှိနေပါတယ်။ဘရာဇီးဟာကမ္ဘာဖလားချန်ပီယံဆုကို9ကြိမ်အထိရရှိထားပါတယ်။ဒါဟာကမ္ဘာပေါ်မှာအများဆုံးပါပဲ။သူတို့ဟာ1958 1962 1980 1994နဲ့2002ခုနှစ်တွေမှာချန်ပီယံဖြစ်ခဲ့တာပါ။သူတို့ရဲ့နောက်မှာတော့ဂျာမနီနဲ့အီတလီနိုင်ငံတို့ရှိနေပါတယ်။သူတို့ကတော့ကမ္ဘာဖလား4ကြိမ်စီရရှိထားပါတယ်။ဂျာမနီက1954 1984 1990နဲ့2014ခုနှစ်တွေမှာနိုင်ခဲ့တာပါ။အီတလီကတော့1934 1938 1982နဲ့2006ခုနှစ်တွေမှာချန်ပီယံဖလားကိုမြောက်နိုင်ခဲ့ပါတယ်။အာဂျင်တီးနားကတော့3ကြိမ်နဲ့နောက်ကနေလိုက်နေပါတယ်။သူတို့ရဲ့အလက်တလောအောင်ပွဲကတော့2022ကာတာကမ္ဘာဖလားမှာဖြစ်ပါတယ်။အဲဒီနောက်မှာတော့ပြင်သစ်နဲ့ဥရုဂွေးနိုင်ငံတို့ရှိပါတယ်။ကမ္ဘာဖလား2ကြိမ်စီရထားတာပါ။ပြင်သစ်က1998နဲ့2018ခုနှစ်တွေမှာနိုင်ခဲ့ပါတယ်။ဥရုဂွေးကတော့1930မှာကျင်းပတဲ့ပထမဆုံးကမ္ဘာဖလားပြိုင်ပွဲမှာချန်ပီယံဖြစ်ခဲ့ပြီး1950မှာလည်းနောက်တစ်ကြိမ်ထပ်နိုင်ခဲ့ပါတယ်။နောက်ဆုံးအနေနဲ့အင်္ဂလန်နဲ့စပိန်နိုင်ငံတို့ကတော့ကမ္ဘာဖလားတစ်ကြိမ်စီရရှိထားပါတယ်။အင်္ဂလန်က1966မှာရခဲ့ပြီးစပိန်ကတော့2010မှာရရှိခဲ့တာပါ။ဒါကြောင့်မို့လို့ကမ္ဘာဖလားသမိုင်းတစ်လျှောက်မှာချန်ပီယံဖြစ်ဖူးတဲ့နိုင်ငံဟာ10နိုင်ငံပဲရှိပါသေးတယ်။